ကလေးပဲကိုအုတ်ထုတ်ချွတ်ကြည့်လိုက်ပါဦးဟာဟုတ်ကဲ့ဒီသမင်းညက်ပြီလေဘာနဲ့ညက်တယ်တော့ဟမ်ကကြီးသေးသေးလေးနဲ့ညက်တာဟိုသူသမင်းညက်တာကျွမ်းတယ်လေဟာခေါ်ရတော့ကွာယူကြည့်တယ်ဒိုင်းတော်ထိုး အဲ့တော့မင်းလာကြည့် ဟာ ဘိုးတို့ပိန်တယ်လို့ဒီကညာတော့ တော်တော်များတော့ သားလေးရဲ့ချစ်စရာလေးပါသမီးရဲ့နော်ဒီနေ့မနေ့ကတော့အခုတို့ဒါစေကံပြမယ်။ညွှန်နော်အခုဟိုရောက်ရင်ဆေးကြောင်အောင်လည်းတခြားပြောပြပါနော်။ဒီကလေးကိုနှုတ်တိုက်နေရတယ်နော်။ညဘက်ရောအိပ်ပျော်လား။ဥပါလေမှုရနဲ့အိတ်ချင်လို့။ကိုယ်ကမှုရပြင်မယ်မှုရရတယ်နော်။မင်းညောင်လေးကိုမှုရပြင်။ကဲကောက်ပါတက်။ဒီကောက်ပါတင်လိုက်တော့ဆေးကံပြပါလေ။ကိုကျွန်တော်တို့ဒီမနေ့ကတော့ကလေးကိုမျက်ခုံးမွေးပါဆွဲပေးထားတာဟလား။မကြည့်လို့Hello bro စနေသားကြီး ရိုက်ပြီးတော့မြောက်ဝင်ပြန်ဆွဲပြီးတာ မြေခုံးမတွေရှောက်မရိမ့်နဲ့လေကလေးကိုဘာကြည့်နေလဲဒီမှာကြည့်ဟိုငေါ့ကြည့်နေကြိုးကလေးကဘယ်လိုဖြစ်လဲငေါ့တွေ့သေးတကုံကြည့်တာစနေသားကြီးမင်းမင်းသမင်ညှက်ပေးတာဟလား ငါးရောက်ပြန်ငါးရီထောက် ဟလားတားလေးဟာကြည့်ဝမ်းဝေးဘယ်မှာလိုင်းနေပါတော့ဖုန်းမိတာကြည့်ဦးတနေ့ရက်ကြည့်လို့ကလေးတလားတော့မပြည့်သေးတဲ့ဟာကို ဒီဘက်ပါ ဟိုဒီဘက်ကောလာလိုင်းနေရဟာဟာနောက်မှာပါတော့ ဟုတ်ဆောင်လို့ ကုန်းထောက်လို့ဆိုပြီးဟာပောက်ရရှောက်မလုပ်နဲ့လေကလေးကို